အားလုံးပဲမင်္ဂလာပါခင်ဗျာစနေနေ့နေ့လည်စာလေးပါခင်ဗျာဒါတော့9ကြော်ပါခင်ဗျာ9ကြော်ဒါပြီးဆုံးပဲကလာဟင်းပါခင်ဗျာပြီးဆုံးပဲကလာဟင်းဒါတော့အတုအမြုပ်ပါခင်ဗျာအတုအမြုပ်ပါခင်ဗျာဒါတော့ငပိပါခင်ဗျာငပိပါခင်ဗျာဒါတော့ကိုက်လန်ကြောပါခင်ဗျာကိုက်လန်ကြောကဲအားလုံးပဲထမင်းစားကြပါအောင်တော့ဒါစနေနေ့နေ့လည်စာလေးပါခင်ဗျာစနေနေ့နေ့လည်စာလေးပါထမင်းစားကြပါအောင်ကျွန်တော်လည်းအတူတူကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းထိတိုင်းအောင်လည်းကျေးဇူးတင်ပါတယ်ဗျာကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ခင်ဗျာဒါတော့စနေနေ့နေ့လည်စာလေးပါခင်ဗျာစနေနေ့နေ့လည်စာကဲအားလုံးပဲဘိုင်ပါ